ကဲဒီနေ့တော့တစ်ခါမှချက်မစားဘူးလေးတဲ့ငရုတ်ပွားချက်တာအစာတွတ်လေးလှုပ်စားဖြစ်ပါတယ်။ရရတာလည်းအရန်လွယ်ပြီးစားလို့လည်းတကယ်ကောင်းတာမို့လို့ကျမလိုပဲအခုမှချက်စားမဲ့သူလေးတွေဆိုလို့ရှိရင်လိုက်ပြီးတော့ချက်စားကြည့်ပေါ့နော်။အရင်ဆုံးငရုတ်ပွားလေးတွေကိုထိတ်ကိုဖြတ်မယ်ပြီးရင်တော့အလဲကဥတိုင်းငရုတ်ဒီအစစ်လေးတွေကိုဖယ်ထုတ်လိုက်ပါမယ်။ဒါကတော့အရန်ကိုမှလွယ်ကူတဲ့နီလန်းလေးပေါ့နော်။ကဲငရုတ်ပွားလေးလည်းရလာပြီဆိုရင်ကတော့ရေတခြားတက်ဆင်ထားပေးလိုက်ပါမယ်။အစာတက်ဖို့အတွက်ကတော့ချက်တာချိတ်ထားတာလေးတွေကိုထည့်လိုက်ပါမယ်။ချက်တူဖြူလေးရဲ့ဂျင်းလေးရဲ့ငရုတ်ကောင်းလေးရဲ့အရသာအတွက်တဟဲစားချက်တာမုံလေးကိုထည့်ထားပါတယ်။တဟဲစားချက်တာမုံလေးကတော့ site G site လဲ site D ဆိုပြီးတော့3 site ရှိပါတယ်။ဒီမှာကတော့စားကိုထပ်မထည့်တော့ဘဲနဲ့တဟဲစားချက်တာမုံကိုများများလေးထည့်ပြီးတော့တေချာလေးနဲ့မယ်ပြီးရင်တော့နှက်ထားလိုက်ပါတယ်။နှက်ထားတဲ့အသားလေးတွေရလာပြီဆိုရင်ကတော့ငရုတ်ပွက်လေးတွေကိုချက်တာလေးနဲ့ထည့်လိုက်ပါမယ်။ခုလိုအစာသိတဲ့နေရာမှာမိမိစားချက်နဲ့ဘယ်အသားငါမဆိုအကုန်စားသိလို့ရပါတယ်။ခုလိုငရုတ်ပွက်လေးတွေကိုအသားလေးတွေထည့်တဲ့အခါဖိဖိပြီးတော့သိပ်ပေးရပါမယ်။ဒါမှအသားလေးတွေကကြစ်ကြစ်လေးနဲ့စားလို့ကောင်းမှာဖြစ်ပါတယ်။တဲကအစာလေးတွေလည်းမကြက်မှစိတ်ပူစရာမလိုနော်အသားလေးတွေကကြိတ်ထားတာမို့လို့ကြက်လွယ်ပါတယ်။ရုပ်ပွက်လေးတွေကကြီးတာမို့လို့ကျမစားနိုင်တဲ့လောက်ပဲ3လောက်ပဲလှုပ်ထားတယ်ပေါ့နော်။ရုပ်ပွက်လေးလည်းအစာသိပ်လုပ်ပြီးပြီဆိုတော့ချက်ဖို့ပြင်ဆင်ပါမယ်။ဝေးလေးကိုစီထည့်မယ်။စီပူလိုင်းကတော့ချက်တူလေးနဲ့ချက်တူဖြူရဲ့စမင်းမုံရဲ့အယောင်တင်မုံလေးထည့်ပြီးတော့မွေးကြတဲ့အသေးစီကိုကြကြလေးတက်ပေးလိုက်ပါမယ်။လေးတွေစားကောင်းမှုဆိုရင်ကတော့စီချာတက်ပေးဖို့တော့လိုပါတယ်။အခုလိုမျိုးမွေးလာတဲ့အသေးစီချာတက်ပေးဝိုင်းကတော့အစာသိပ်ထားတဲ့ငရုပ်ပွက်လေးတွေကိုထည့်လိုက်ပါမယ်။ငရုပ်ပွက်လေးတွေတစ်ဖက်နဲ့တစ်ဖက်အကျက်ညီစေဖို့အတွက်အခုလိုမျိုးလေးမှောက်ထားပေးလိုက်ပါမယ်။ဒါဆိုရင်အသားရဲ့အပေါ်ကျောလေးတွေကတင်းသွားပြီးတော့အစာထက်တာလည်းမဖြစ်တော့ဘူးပေါ့နော်။မျိုးတစ်ဖက်နဲ့တစ်ဖက်အပေါ်အောက်ကိုလန်ထားပေးလိုက်ပါမယ်။ပြီးရင်တော့အသားလေးတွေချက်သွားစေဖို့အတွက်ရေနွေးလေးကိုထည့်ပြီးတော့ငရုတ်ပွားလေးတွေချက်သွားတဲ့အထိချက်ထားပေးလိုက်ပါမယ်။ဒီနှစ်ကလေးပါအရသာရှိစေဖို့အတွက်တဟဲစားချက်တာမုံကိုထည့်လိုက်ပါတယ်။ပြီးရင်တော့အသားအရာလေးမွေမယ်ငရုတ်ပွားလေးတွေချက်သွားစေဖို့အတွက်အပေါ်ကနေဖုံးလေးအုပ်ပြီးတော့ချက်ထားပေးလိုက်ပါမယ်။ဒီမှာကတော့ငရုတ်ပွားလေးတွေဣတော်တဲ့အထိကိုချက်ထားပေးလိုက်တဲ့ပေါ့နော်။ခုလိုမျိုးစီပြန်ရေးချမ်းအနေထားလေးရောက်ပြီဆိုရင်ကတော့ပိုပီပြူတာအောင်တရုတ်နန်ပေးလေးလည်းအပေါ်ကနေအုပ်လိုက်ပါတယ်။ဒါဆိုရင်ကတော့အနံ့ရတာနဲ့အယောင်ကိုမှပြည့်စုံတဲ့ငရုတ်ပွားချက်တာအစားသွတ်လေးတော့ရပြီပေါ့နော်။ဒါကတော့ပထမဆုံးဒီဟင်းလေးကိုခုမှချက်စားဖို့ပြင်မယ်အရန်ကိုစားကောင်းတာမို့လို့ကျမတို့တွေလည်းတစ်ခါတော့ချက်စားကြည့်တင်တယ်နော်။